အာနူးကဗျာလီဗာပူးမှာသူရတင်ရထိုက်တဲ့ဖလားမှန်ဗျာအကုန်ရပါဆိုတော့သူ့ ချန်နယ်လေးလည်းရပြင်လည်းရအ အ ကုန် ကုန်မှုအစ်စ်ပေါ့နော်နေမီတစ်မှာရှာဖွေခြင်းလို့လို့ထင်တာပဲ ကွာပါတယ်ဗမာစီနဲ့တိုင်းဖို့ကတော့သူ့ဘဝမှာစိုးရတခုကသူဘယ်မှာမှ legend မဖြစ်တော့မိုင်းမလွန်ဘာ legend ဖြစ်တဲ့ဆောက်ကြောင်းရှိဘယ်နှစ်ကန်လို့ဟုတ်တယ် 3နှစ်ပဲ 3နှစ်ကျောင်းနံပါတ်20နဲ့ဖလားလုံးယူတော့ကွာဘရာဇီးသားတရားပုံစံသူ့မှာမမြင်တော့ကွာဘရာဇီးသားထဲမှာအဲ့လိုစကင်းညာတူတောင်းဆိုတော့သိမရှိဘူး ဟုတ်တယ် ရိုဒီဂိုလိုဗီနီစီယက်စ်တို့နဲ့ကြည့်လိုက်ကြကွာကြီးလေရင်တော့အာဆင်နယ်ဆိုတာကျောင်းမှာကတ်နေရတာမြင်ရတယ်ဆိုတော့ခုက major trophy ပဲမရတာကွာသူရှင်ကိုရှင်မကြောက်တော့ဘူးကွာဘယ်ရမှာမဆိုအားလုံးပဲမင်္ဂလာပါ Jasport TV ကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုတော့ဒီနေ့မှာတော့ထူးထူးခြားဖြစ်သွားအောင်ကျွန်တော်တယောက်တည်းမဟုတ်ဘဲနဲ့ပေါ့နော်ကျွန်တော်ဒီနေ့မှာ guest တယောက်ကိုဖိတ်ခေါ်ထားပါတယ်ဒါသူကတော့ဒါ sweat e-pay ကကိုဖန်ဖြစ်ပါတယ်ဆိုတော့ကိုဖန်ကိုဆက်လောက်မိတ်ဆက်ပေးလိုက်ပါဦး မှန်ပါပါဆိုတော့အကံပဲဖြစ်ပါတယ် ဒါကိုဖန်တို့ပါဆိုဒါကျွန်တော်တို့ငယ်လေးတွေကပေါ့နော်သူ ဘယ်လိုဖြစ် ကြည့်ပြီးလာရတာတိလားဆိုတော့ဒီနေ့မှာအခုလိုမျိုးဒါနှစ်ယောက်တွဲပြီးတော့ကျွန်တော်နည်းနည်းလေးပေါ့နော်တော်ကီဖုတ်မယ်ပေါ့ကိုဖန် Arsenal fan ဆိုတော့ပေါ့လေဟိုပထမဆုံးအနေနဲ့ဟိုမေးချင်တာဟိုအာဒီတာကိုဘယ်လိုမြင်လဲ ဟုတ်တယ်ဟုတ်တယ် 6နှစ်လောက်ဗျာ6နှစ်လောက်ရှိနေပြီလေဟိုစူဖလားအောင်မြင်မှုရယ်လို့မမဲရပြရမရှိသေးတော့ဘယ်လို အဖြစ်ပလာရပါတယ် အမဟုတ် major trophy ကိုပြောတာဗျာ ဒါပေမဲ့ဒုတိယရတယ်ကွာဟိုအရင်တော့ထက်ဆိုင်တော့မသိမလားကိုရီးယားအားရလာကွာဖလားမရလေးပဲရှိပါတယ်အမှန်တမ်းပြောရင်အဖက်ဖက်ကကြည့်ရင်ကောင်းတယ်နော် ဟုတ်ပါတယ်ဟုတ်ပါ ကောင်း တ တယ် ယ်ဖက်ကကြည့်ရင်ကောင်းတယ်ဖလားမရလေးတစ်ခုပဲဒါပေမဲ့အဆင့်နှစ်တော့6ရတယ် အာဆင်နယ်ဘောနော်ဒီ Adidas ဆိုလို့ရှိရင်ဒါ rebate လုပ်လာတယ်အခုဆိုလို့ရှိရင်ဒါ United ကိုလည်းဒီ Amorim က rebate လုပ်နေတယ်ပေါ့ဆိုတော့ဟိုဒီနီးပြ2ယောက်နဲ့ဒီအသင်းနှစ်သင်းကြားထဲမှာအခုဒီ rebate လုပ်နေတဲ့ပုံစံကဟိုဒီနီးပြ2ယောက်အတွက်ဟို pressure ချင်းတူတယ်လို့ထင်လား တူမှာပါအတူတူပဲဘာလို့ဆိုနှစ်သင်းလုံးကလည်းအသင်းကြီးလေဒါပေမဲ့အာဒီတာတော့ကပုံများမယ်ထင်တယ်ဖလားမရတာနှစ်ပေါင်းတော်တော်ကြာပြီလေဘာပြောမန်ယူကကျတော့ဘာပြောယူရိုပါလိတွေပါရလိုက်သေးတယ်လေနော်အဲ့လိုလေးသွားတဲ့ခါကျတော့ပြတောက်လျှောက်ပြောင်းနေတာလေမန်ယူကသိရမလားတောက်လျှောက်ပြောင်းတယ်အာဆင်နယ်တောက်လျှောက်မပြောင်းလေအဲ့လောက်ထိမပြောင်းဘူးဦးနိုင်အမရီလောက်ပဲဂျားထဲမှာခတ်တယ်ပြီးမှအာဒီတာဟိုကကျတော့ဂျားထဲမှာပြောင်းလိုက်သေးတယ်ကွာထားလိုက်ပါတော့အများကြီးပဲလေအများကြီးပဲတယောက်ပြီးတယောက်ဆိုတော့ မော်ရီညိုဆူရှာတို့ တောက်လျှောက်မိုးရက်ကနေစပါတော့ဟုတ်တယ်မလားတောက်လျှောက်လာတဲ့ခါကျတော့အမွန်တော့ကတော့အာဒီတာလောက်တော့မရှိလာဘူးဆိုတော့ဟိုရတယ်ငါမကောင်းလဲငါထုတ်ခံရမှာပဲဆိုတဲ့စိတ်ကတော့သူ့မှာရှိမှာပဲလေသူတော့ဟိုမှာ sport ထဲမှာကောင်းနေရလေ ဟုတ်တယ်ရှိတယ် သူက sport ထဲမှာကောင်းနေရပဲကွာဒါတော့မှသူရင်းပြီးတော့ risk ယူပြီးလာတယ်ကွာဆိုတော့အဲ့ရပါမှာအာဒီတာလောက်တော့မရှိဘူးလို့တော့မပြောချင်ပဲကွာသူလည်းတွက်ထားမှာပဲအော်မန်ယူကတော့ဒီလိုဖြစ်ရင်ထုတ်ခံမှာမွန်ယူဟိုလူတော်မှထုတ်တာပဲကွာဟုတ်တယ်မလားဒီလောက်ထိသူ့အတူဘယ်လောက်ပဲတဘာကြရပြီပါဆိုတော့အဲ့လိုဆိုတော့ pressure ချင်းကတော့တူရှိပေမဲ့အာဒီတာတော့ကတော့ပို့ပြီးတော့သူအတင်းလည်းဖြစ်နေတာဟုတ်အတင်းဟောင်းလည်းဖြစ်နေတာအာဒီတာတော့နည်းပို့ရှိမှတင်တာအမော်ရင်ကတော့သူ risk ယူရတယ်ကွာသူ sport ထဲမှာကောင်းနေတာနာမည်တစ်လုံးယူခြင်းနဲ့ဒါတော့မှဟိုအဲ့လိုနေရောက်လာတယ်ပေါ့နော်ဆိုတော့အာဒီတာတော့နည်းနည်းပို့များမှာပေါ့သူ့အတင်းလည်းဖြစ်တဲ့ခါကျတော့ United ကကျတော့ဒါ rebate လုပ်နေတာပို့ပြီးတော့ကြာပြီပေါ့နော်တန်ဟက်လက်ထက်တွေကပြန်ပြီးသူ revolution လုပ်တယ်ဒီ rebate လုပ်တယ်ဒီစကလုံးတွေရှုပ်ရှုပ်ခတ်နေရပဲဒါပေမဲ့ဟိုတန်ဟက်လက်ထက်ကလည်းဟိုအောင်မြင်လားမေးလို့ရှိရင်ပြောဖို့ကနည်းနည်းခက်တယ်ဘာလို့ဆိုတော့ဟိုစူပလာတွေရရဆိုပေမဲ့ဟိုပြည်သက်တွေလိုချင်တဲ့ပုံစံမျိုးတော့ဖြစ်မနေဘူးလေသိလား အဓိကတော့ကောင်းတဲ့ major trophy လေးရမှာဟုတ်တယ် အဲ့လိုဆိုတော့ဟိုအခု Adidas ဆိုလို့ရှိရင်လည်းဒါ rebate လုပ်နေ rebate လုပ်တာကိုအောင်မြင်တယ်လို့ထင်လားဘာလို့စူပလာတွေမရသေးဘူးအောင်မြင်တဲ့လမ်းကြောင်းမှာပဲရောက်သေးတယ်အဓိကတော့စူပလာနဲ့တိုင်းရင်တော့မအောင်မြင်ပြောမှာပေါ့နော်စူပလာနဲ့မတိုင်းမနဲ့ခြေစွမ်းကြည့်ပြီးတော့မနေ့ပြောကွာကိုရီးယားအောင်မြင်လို့ပြောချင်တယ်အာဆင်နယ်ဖန်တယောက်နဲ့ဘာဖြစ်လို့လဲဆိုတော့စဉ်းစားကြည့်ကွာရင်တော့အာဆင်နယ်ဆိုတာဂျောင်မှာကတ်နေရတာမြင်ရတယ်ဆိုတော့ခုက major trophy ပဲမရတာကွာသူရှင်ကိုရှင်မကြောက်တော့ဘူးကွာဘယ်ရမှာမဆိုအဲ့တော့အဲ့ဒါတော့မှန်တယ်အာဆင်နယ်ဖန်တိုင်းဖြစ်မယ်ကွာ ဟုတ်တယ် ကို player တွေကလူငယ်တွေဖြစ်လို့တဘာတွေဝါရင်မဟုတ်ပဲနဲ့ 100% မယုံကြည်နိုင်တာပဲရှိမယ်ဒါပေမဲ့သိရမလားဟိုကြောက်စိတ်ကမရှိတော့ရင်အဲ့လိုမျိုးဒီခေတ်မှာကျင်းတော့ဖလားရဟိုပဲအကုန်လုံးကလုံနေကြတယ်ဆိုတော့ဟိုလီလာမယ့်ရာဒီမှာဖလားရက်တစ်ခုခုရမယ်ထင်လား လာမယ့်ရာဒီမှာဒီပုံစံနဲ့ဆိုခုနတိုက်စစ် Essex တို့ဒီ Gilchrist တို့ဘာလို့ရောက်လာရင်တော့ရတော့တယ်အဓိကတိုက်စစ်ကွာလိုတယ်ကွာဆုံးသက်တိုက်စစ်လိုတယ်ပြီးတော့တောင်ပန်ပေါ့နော် Martinelli နေရာမှာ Workless တယောက်ရှိရမယ်စာခါရဲ့နောက်မှာလည်းဘက်ကတယောက်ရှိရမယ်ပေါ့နော် ကျွန်တော်ဆို Arsenal fan တော့မဟုတ်ဘူးဗျာဒီလားဒါပေမဲ့ Martinelli လိုကစားမမျိုးက Arsenal မှာဘာကြောင့်ဆက်ရှိနေလဲကျွန်တော်နားမလည်နိုင်ဘူးဖြစ်တယ်မရသူ့ရဲ့ခြေစွမ်းအမှန်တမ်းပြောမှဆိုလို့ရှင် West Ham တို့အဲ့လိုမျိုး Fulham တို့လေလက်တင်မှာစောရမယ်အနေထားပဲရှိပါဒါတော့မှန်တမ်းပြောပါတစ်ချက်သူ့သူ PR ရုံးကတော့ကောင်းပါပဲလေဒီ professional player တယောက်ကတော့ကောင်းပါတယ် PR ရုံးကနဲ့တခါကျရင်ဒါပေမဲ့သူ့ရှိကဒီကနဲတယ်ပေါ့ကွာနော်သူ့ရှိကရလာတဲ့ result ကနဲတယ်အဲ့နေရာမှာတကယ် world class တယောက်လိုတာလေဟုတ်တယ် scale full မဖြစ်ဘူးသူကတော့ scale ကလုံးဝမရှိဒါကတော့မှန်တယ်ဘရာဇီးသားထဲမှာအဲ့လို scale ညာနဲ့တူတောင်းအောင်ဆိုရသိမရှိဘူးလေဟုတ်တယ် ရိုဒီဂိုလိုဗီနီစီယက်စ်တို့နဲ့ကြည့်လိုက်ကြအကွာကြီးလေဘရာဇီးသားတယောက်ပုံစံသူ့မှာမမြင်ရကွာဒါတော့ဟုတ်တယ်မလားမှန်တယ်ပြောရင်အဲ့လိုဖြီးရတဲ့ဘောက်ပဲရှိတယ်တော်တော်များများလဲကျွန်တော်ဘော်လာ Arsenal fan တွေဆိုလို့ရှိရင်အဲ့ကောင်ပဲဝိုင်းဆဲနေကြတာ မာတင်နယ်တရားဟုတ်တယ်မှန်တယ်ပြော Trossard တောင်မှဟိုမကြိုက်ဘူးအဲ့လောက်ထိဘာလို့ဆိုတော့
ဘာလို့ခေါ်လိုက်လဲဘာအတွက်လဲတော့မသိဘူးတိုက်စစ်တွေ3ပိုင်းသူကောင်းတော့ရှိမှာပါကျွန်တော်ဒီ squad depth ရခေါ်တယ်လို့တော့ squad ဟုတ်တယ်အဲ့လားရခေါ်တာသူဟို player တယောက်ရဲ့ရှိသင့်ရှိတတ်တဲ့ဟိုလိုမျိုးပြည့်ပြည့်စုံစုံတော့ရှိနေမှာမဟုတ်ဘူးမှန်တယ်ပြောရင် Martinelli ထက်တောင်မှဟိုကမီတိုမာအများကြီးတာလို့ပြောချင်တာဟုတ်တယ်ချန်ပီယံလိဆီမီဖိုင်နယ်မှာပြုတ်ခဲ့တာနဲ့ပတ်သက်ပြီးတော့တခုမခံစားရဘူးချန်ပီယံလိပတ်သက်ခံစားရလဲဆိုတော့အာဆင်နယ်ကွာအရင်လှုပ်ပြချင်တယ်တည်းလူမလောက်ဆိုတော့ခံစားချက်ဟုတ်ဆိုသူတို့ဟိုလှုပ်ပြနေတဲ့ဟာတွေကကောင်းတယ်တကယ်အသေးအံလို့တော့เนาะအရင်တော့အာဆင်နယ်မဟုတ်ဘူးဘာမှအချိန်ဆွဲမနေဘူးဒါပေမဲ့လှုပ်ချင်တဲ့လောက် result ကမထွက်လာအရင်လောပြီးတော့အရင် force ကိုလိုအပ်ထက်ပို့ပြီးတော့ပေးနေတယ်ကွာဟုတ်တယ်ဒါကွာကြည်နေရလူကြောင့်လည်းဘလို့ခံစားလို့ဆိုမကြိုက်ဘူးလားမဟုတ်ဆိုတော့ကြိုက်တယ်သူတို့စိတ်ထဲမှာဘယ်လောက်ရှိလဲရင်တော့ဆိုကဘယ်လောက်ကြိုက်ကွာတင်မှာဘောလုံး position မရတာနဲ့မလုပ်ပြနဲ့အခုကလုပ်ပြနေတယ်လွန်ရမလောက်လို့ပဲပြောချင်အခွင့်အရေးလေရတယ်လေဟုတ်တယ်ခွင့်အရေးလေရတယ်လုပ်ပြတိုင်းလည်းဖြစ်ဒါပေမဲ့လုတ်ချင်သလောက် result ကမထွက်တာဘာဖြစ်လို့လဲအာဒီတာရဲ့နီးစနစ်ကြောင့်တော့မဟုတ်လူကြောင့်လူကတစ်ချက်ပိုကောင်းဖို့လိုနေပြီအာဒီတာရဲ့အလုပ်ကဖြစ်တယ်ပထမကြောင့်မှာရှုံးထားတဲ့အတွက်ကြောင့်မလို့သူချိန်ဆွဲလို့မရဘူးဆလာနဲ့သူတိုက်ရမယ်သူတိုက်တာလည်းကိုခမ်းမှာပဲသူသိတယ် PSG ဘက်ကတိုက်တာလည်းသူခမ်းမှန်သိတယ်အဲ့လိုပဲအတိုက်ခံပြီးတော့လှုပ်တယ်သူခွင့်ရကိုခွင့်ရကွာဆိုတော့အဲ့ဒီထားမှာလူစင်းကြောင့်မဖြစ်တာလို့ပဲပြောချင်တယ်ကွာဒီအာဒီတာလည်းအပြစ်မတင်ချင်ဟိုခုနလေအဲ့ဒီယောဂရက်နဲ့ဒီအိုက်ဆက်နဲ့အကြောင်းပြောသွားတော့ဟိုအခုကျွန်တော်ကြားမိသလောက်ပေါ့လေဒီအာဒီတာကကြတော့အိုက်ဆက်ကိုကြိုက်တယ်ဒီဟိုကအာဇာဒရိုက်တာဘာတာလားသူကကြတော့ယောဂရက်ကိုကြိုက်တယ်ဆိုတော့ဟိုကိုဗက်အမြင်အနေနဲ့ဆိုလို့ရှိရင်ဘယ်သူ့ကိုပို့ပြီးတော့ရောက်စေချင်လဲအီဆက်ပါ very အရန်ရိုးရှင်းတယ်အီဆက်ပဲလေအီဆက်ဟိုပရီးမီးယားလိမှာကောင်းတိုက်စစ်မှာအီဆက်ပဲဒါမှမနောက်အီဆက်ပဲဘာလို့ဆိုတော့အီဆက်ကပြီးတော့နံပါတ်14ဝတ်တယ်ဆိုတော့လကားမဟုတ်သူပါဇက်ကတော့ဆုံးမပြောသူက only ဆောင်းကြိုက်တယ်သူဒါကတော့ပြောရမလို့သူ interview လိုက်ကြည့်ရင်သိတယ်သူကတော့အဲ့လိုဒဲတော့မဖြစ်ပါဘူးဆိုတော့ Newcastle presentation မှာအဲ့လိုဖြစ်လို့မရဘူးလေဆိုတော့ဟို Kyopress ကလည်းဟိုမကောင်းလို့ပြောချင်တာမဟုတ်ဘူးမျိုးအဲ့လိုမျိုးတော့အရင်မစွန့်ချင်ကွာကိုနဲ့မဆိုင်တဲ့လီယာဟုတ်တယ်လာပြီးတော့ဒီမှာအခြေချမယ်ဆိုအမခံခံပေးနိုင်တယ်ဒါပေမဲ့ English League မှာအတွေ့အကြုံတော့ရှိပါတယ်Okay ရှိပါဒါပေမဲ့ Isas လောက်တော့အသားမပေးပါနဲ့ဒါပေမဲ့အခုကပိုသတိနီးစက်တာအဲ့ Kyopress ကပိုနီးစက်နေတယ်လေ Isas ကလည်းထွက်ဖို့မဖြစ်တော့သေးဘူးထင်ပါတယ်ဆိုတော့လွယ်တော့မလွယ်ဘူးเนาะဒါပေမဲ့ Isas ကိုတော့ပို့လို့ချင်တာပေါ့မှန်ဆိုတော့ယောဂရက်ကြီးရောက်လာမယ်ဆိုရင်ရောအဆင်ပြေလောက်မယ်ထင်တယ်ယောဂရက်ရောက်လာတော့အဆင်ပြေတော့ coverage စုထက်တော့အဆင်ပြေမှာလေတော့ရှောက်စေးရုံပုံစံသူ့ပုံစံအစနဲ့အဓိကဒီတိုက်စစ်မှုလုံးဝ Fox in the box တယောက်လိုတယ်လို့ကျွန်တော်လည်းရင်တော့ရှိခဲ့တော့ဂျီရူရှိခဲ့ပြန်တော့လဲနောက်ကဟိုမဖြစ်ပြန်မန်နေဂျီရူ player တော့မရတယ်သူခေတ်သူခံတယ်ပေါ့ဒီဇူဘီမန်နီဆိုတော့ဒါရောက်လာပြီပေါ့နော် official โอเคဇူဘီမန်နီရောက်လာတာအဲ့ဘယ်လိုခေါ်လဲဘယ်လိုမြင်လဲဇူဘီမန်ဆိုမန်နေမကိုရီအုံနောက်နဲ့မမီဘူးလို့ပဲပြောချင်တယ်အာဒီတာရဲ့ idea တွေဘာလို့ဆိုဇူဘီမန်နီကလိုလားမလိုလားဆိုတော့သူခေါ်လိုက်တော့ကြပါတီကနားပြရတော့မှာလားဟုတ်တယ်သူက DM ဆော့တာနေပါတီကနားပြရမှာလား Declan Rice နဲ့ပါတီရှိနေတဲ့ဟာဘယ်သူမှမကြိုက်လို့လဲဒါကကိုရီးယားကြိုက်တယ်လေ Declan Rice ကပါတီဆိုတော့ပါတီကိုများသူခြံထားခြင်းပြီလားထွက်တော့မှာလားဆိုတော့ဇူဘီမန်ဒီကမနေ့ပြောရင်သူ highlight တော့ကြည့်တာဗောသူတို့ပွဲတွေကိုတော့အချိန်တိုင်းမှာကြည့်မိတာဟုတ်တယ်ချိန်တိုင်းကြည့်လို့ပဲရှိသေးဟိုကသတင်း confirm ဖြစ်လို့သူတို့ဂိုးပြတ်နေရှုံသွားတယ်ဟိုမှာသူ rating နဲ့ကြည့်ပါမှမရှိပြန်ဟိုတလောနောက်ဆုံးမှရှုံးတယ်လေအာဆင်နယ်သတင်းချပြန်ဂိုးပြတ်နေဘယ်လောက်4စီလားဘယ်လို3စီလားဆိုတော့အဲ့လိုဘာတော့ခေါ်လဲမှာနော်ဆိုတော့မာရီနိုလည်းရောက်နေရပဲဆိုတော့ဘာလည်းမသိဘူးကွာဘာလို့မကစားခဲ့ဘူးလေကွင်းလင်3ယောက်ကိုပြန်ပြီးတော့ပုံပေါ်ခြင်းလို့လားမသိဘူးပုံပေါ်ခြင်းလို့ထက်စားလို့ရှိရင်ဘာလုပ်မှာလဲကွာမာရီနိုလည်းရှိရကွာဒက်ဂလန်ရိုက်လည်းရှိရပါတီလည်းရှိနေပြီကွာအိုဒီကတ်လည်းရှိရကွာဟုတ်လားဟို4ယောက်ကွာဘာလို့အဲ့လေအဲ့လောက်ဖိနော်အဲ့လောက်ထိခိုင်ခန့်နေပါပြီပြောချင်တာလေတိုက်စစ်တွေတောင်ပန်နေဘာလို့သတင်းမထွက်တော့လဲโอเค Trossard ကိုအထောင်ထားခြင်းနဲ့ဆိုတော့တောင်ပန်တကောင်ထားကွာဘာလို့မရောင်းချင်လို့လားမာတင်နယ်လီတို့ဘာလို့မရောင်းချင်လို့လားအဲ့ဒါလည်းမဟုတ်သေးဘူးဒါဆိုဒီပုံစံနဲ့ဆိုဖလားမရသေးဘူးလေဟိုအာဆင်နယ်ကနည်းနည်းရေးလိုက်လွဲနေရလို့ဒီ transfer market မှာလေရေးလိုက်လွဲနေလို့ကျွန်တော်လည်းနည်းနည်းမြင်လွဲလေကိုင်းဟားဘက်လည်းရှိသေးတယ်လေကွာဒန်ကပြန်ကောင်းလာမယ်ကွာဟုတ်လားသူ့ကိုတိုက်စစ်ပဲတစ်ချိန်လုံးထားဆောင်ပါလားမဟုတ်ဘူးလေဟုတ်တယ်ဆိုအိုဒီကတ်နဲ့မှာအိုဒီကတ်လည်းရှိမယ်ကိုင်းဟားဘက်လည်းရှိမယ်ကွာ CM player ရိုဒန်နေကွာဆိုတော့နောက်မှာနောက်တန်းနေအများကြီးဖြစ်နေဘာ3-5နေပါလေလုံနေပြီလားမသိဘူး3-5-2-1တွေပါလုံနေပြီလားအခုကဒါဟိုကျွန်တော် transfer အကြောင်းကိုပြောနေတယ်ဒီတစ်ဆက်တည်းကျွန်တော်တွေးမိတာအခုဆိုလို့ရှိရင်ဒီအလက်ဇန်ဒါအာနိုကိုလီဗာပူးကန်တအားဆဲကြတယ်ဗျာဒီလားဟုတ်ဆိုဟိုရဲမထက်လို့အသင်းမျိုးကိုပြောင်းသွားလို့ဆိုပြီးတအားဆဲညင်မွေးချံပါအောင်ဒီလိုဖြစ်ရမျိုးပေါ့နော်ဟိုအာဆင်နယ်ပရိသတ်တွေတအားဆဲခဲ့တဲ့ကစားမတယောက်ရှိတယ်ဘာပါစီလားဘာပါစီမန်ယူကိုပြောင်းသွားတယ်ပါအဲ့တော့ဖြစ်ရတွေကိုကျွန်တော်ပြန်ပြီးတော့ဒါနှစ်ခုကိုရှင်ပြီးတော့တွေးကြည့်ပြီးတော့လीအဲ့တော့အာဆင်နယ်ဖန်တယောက်အနေနဲ့ဟိုဘယ်လိုခံစားရလဲခံစားတော့ဗန်မာစီကအာဆင်နယ်မှာကျွန်တော်အကြိုက်ဆုံးတယ်ဗန်မာစီကြောင့်အာဆင်နယ်ဖန်ဖြစ်လာလို့တော့ပြောလို့ရတယ်ဟင်နရီတို့ဘာလို့လဲကြိုက်ပါဒီမှာသူ့ရဲ့ဆွဲဆောင်မှုသူ့ရဲ့ play style ကွာလုံးဝတကယ်အကြိုက်ဆုံးကွာဆိုတော့ခံစားတော့အဲ့ချိန်မှာစဉ်းစားမိတာငါမန်ယူလိုက်အားပြောင်းလို့ဖြစ်လားမန်ယူလိုက်ပြီးပြောင်းအားပေးလို့ဖြစ်လားဆိုပြန်စဉ်းစားကြည့်အဲ့ချိန်တော့မဟုတ်တော့ကွာအဲ့လိုတွေးခဲ့မိတယ်မန်ယူလိုက်ပြောင်းအားပေးဖို့ပြောင်းအားပေးဖို့ထိတော့မဟုတ်ငါဗန်မာစီကလို့ပြောင်းသွားတော့ငါဒီတင်းကိုလိုက်အားပေးရမှာလားဆိုပြန်မဟုတ်အဲ့ဒါကြောင့်မဟုတ်တော့အဲ့ဆိုငါအာဆင်နယ်ကိုတကယ်အစိုးရချစ်တယ်လေကွာဟိုဟင်နရီတို့2006ခွာတဲ့ကလေးလေးပဲရှိသေးတယ်ဟုတ်လားအဲ့တော့
ကြည့်ခဲ့ပြီးအရင်တော့ဒါတော့ဇလန်တော့ရှိအောင်နော်ကြိုက်ခဲ့တာအဲ့ဒီတောင်းလျှောက်ကြည့်လာတာပေါ့နော်ဟိုလေးမန်းတို့ဘာလို့လဲဆိုတာကြည့်လာတယ်ဆွဲလန်းမဟုတ်သေးဘူးဒါတော့မှန်းပြောပါညယ်သေးတာအောင်တက်ကညယ်လေးပဲရှိသေးတယ်အဲ့နဲ့အဲ့ဗမာစီမှာတော်ကြိုက်ပါဗမာစီဟင်နရီတောင်မှသူတို့အတူတူကန်လိုက်တယ်လေမိသေးတယ်လုံးဝသားပေါက်ပဲရှိသေးတယ်စပေါ်တဲ့အောင်ဆောင်းကြိုက်တာကွာဆောင်းကြိုက်နေတဲ့အချိန်မှာပြောင်းသွားလေဆောင်းကြိုက်လာပြီကွာဗမာစီကတော့ဥဆောင်နေပြီကပတိန်ဖြစ်နေပြီပြန်ခံစားအောင်တော့ तू ကကိုယ်တင်ဂိုးတွေပြန်သွင်းဖလားတွေပါရတဲ့ခါကျတော့ဖလားရတဲ့မုန်းတော့မမုန်းကွာမုန်းတော့မမုန်းတကယ်ပါမမုန်းဗမာစီခုကျမှဒါပေမဲ့သူ့ဘဝမှာစိုးရတခုက तू ဘယ်မှာမှ legend မဖြစ်တော့ကွာအဲ့ဒါကြီးကတော့ကိုကြိုက်တဲ့ကစားသမားတယောက်ရဲ့နစ်နာမှုလေမိုင်းမှာဘာ legend ဖြစ်စရာဆောက်ကြောင်းမရှိဘဲနဲ့နှစ်ကန်လို့ဟုတ်တယ်3နှစ်ပဲ3နှစ်ကျောင်းနံပါတ်20နဲ့ဖလားတစ်လုံးယူရကွာပြီးတော့ तू နယ်သာလန်လိလာပြန်သွားတာပဲဆိုတော့အာဆင်နယ်မှာ legend ဖြစ်ရင်လည်းဖလားမရဆိုတော့ဒါသူ့ရဲ့ရွေးချယ်မှုသူ့ရဲ့လဲလှယ်မှုပေါ့နော်ဒါပေမဲ့အော်ဒီချိန်မှာအာဆင်နယ် legend တယောက်ဆိုလို့ရှိရင်အာဆင်နယ်ကွန်းမှာမြင်တွေ့နေရတယ်ကိုကြိုက်ခဲ့တဲ့ player ဆိုတော့အဲ့လိုမျိုးတွေကမရှိတော့ဘူးဟုတ်တယ်ဆိုတော့အဲ့တော့အခုလည်းဒီလိုပဲဟိုဗမာစီဂျာစီကိုအာဆင်နယ်ပြည်သက်တွေမီးရီပါရှုတာနံပါတ်10လဲတော့10ဖြစ်နေသူစစလာတော့17နဲ့လေ17နဲ့တောက်ချောက်လုပ်ပြီး10ကျွန်တော်တို့မမီရတော့အဲ့တုန်းကဗမာစီကိုကျွန်တော်တအားကြိုက်တာအာဆင်နယ်မှာစောင့်နေတဲ့အချိန်ဟိုတော့စကိုပါလားမသိဘူးပရီးမီးယားလိမှာဟုတ်တယ်အာဆင်နယ်နဲ့အိုင်တာဆုံးရလိမှာဖြစ်လိုက်သေးတယ်ဖြစ်ပြီးတော့ United ကိုရောက်ချင်းပမာဆုံးရလိမှာပဲသူအဲ့တော့စကိုပါဖြစ်ပြီးတော့ဒီပရီးမီးယားလိအချိန်20ကျောင်းနံပါတ်20နဲ့ရပါကဲအမှတ်တရပဲနော်ဗမာစီကတော့တကယ်ဗမာစီကတော့အာဆင်နယ်ပြည်သက်တွေရောဒါပေမဲ့တခုဝမ်းနေစရာကောင်းတာမန်ပြည်သက်တွေတော့အမှတ်တရမဖြစ်တော့ဘူးလေအချိန်20မှာရောက်လာတယ်ဆိုမဲ့ကျောင်းနံပါတ်20ဆိုမဲ့အာဆင်နယ်ဖန်လောက်မြတ်တာသူ့မှာမရှိတော့တကယ်လို့သူ့ဘွားရဲ့ဒါဘယ်လိုပြောကောင်းတယ်ပြောမကောင်းဘူးဗမာစီရဲ့ prime time တော့ဒါအာဆင်နယ်မှာကြံခဲ့တယ်လို့ပြောရမှာပေါ့အေးပေါ့နောက်ဆုံးသူ့ရာသီဆုံးသက်ခါနေမှာနောက်ဆုံးလက်ချန် prime time မှာနဲ့ဆုံးသက်ဖလားရသွားတယ်ဆိုတော့သူ့တော့ကောင်းတယ်ဒါပေမဲ့ကျွန်တော်အာဆင်နယ် fan နဲ့ကြည့်မယ်ဆိုတော့အာဆင်နယ်တော့ legend ဘယ်သူမှမတတ်မှတ်တော့ဘူးသူတကယ်ပြောတာဟုတ်တယ်အင်္ဂလန်မှာလက်မခံတော့ဒီကောင်ညင်ညင်လေးကမွေးလာခဲ့တဲ့ကောင်က73နှစ်ကလေးကဖြစ်လာတယ်ဖလားများလို့အတင်းပြောင်းဖလားယူရတဲ့ကောင်လက်ချန်မတတ်မှတ်တော့ဘူးလေအဲ့လိုဆိုတော့ဒါတော့ဖြစ်မလဲအာဆင်နယ်ကွင်းလည်းသူမလာတော့လေတခါမှလေမလာတော့ဘယ်လောက်ထိနားဖို့ကောင်အဲ့ဒါ United ဘာညာလို့တော့သူ United ပတ်သက်တဲ့ဟာလေးဘာလေးတော့သူလောက်တာလေးတော့တွေ့တယ်ဒီမှာသူဖလားယူတာဟုတ်ဒါသူရဲ့နောက်ဆုံးမိစာ United မှာဒါထတောက်သွားတယ်ပေါ့နော်အဲ့လိုပဲပြောရမှာပေါ့အဲ့တော့ခုနဆက်ပြောမယ်ဆိုအာနိုလဲသူဘာလို့ရွေးချယ်လဲတော့မသိဘူးစဉ်းစားစရာတော့ခက်တယ်ကွာပရီးမီးယားလီဗာပူးလည်းဖလားရနေတာပဲပေါ့နော်အာဆင်နယ်ဖန်နေဆိုကွာဒါကတော့နည်းနည်းခံစားလို့ရဖလားမရလို့ပြောင်းနေဆိုတဲ့ဟာခေါင်းစဉ်တက်လို့ရအခုလီဗာပူးပရီးမီးယားလည်းဖလားလည်းရတယ်ဆိုတော့အတင်းကကန်ထုတ်တာလားဒီတနေ့ကကွာဘာမှရူမာလည်းမရှိဘူးကွာအတင်းကကန်ထုတ်တာလားသူပဲပြောင်းချင်တော့လားဆိုမသိဘူးလေဆိုတော့သူကိုယ်တိုင်ပဲပြောင်းချင်တယ်ဆိုလို့ရှိရင်တော့သူ့ကို legend player ဖြစ်တော့ဘယ်သူမှတတ်မှတ်တော့မှမထင်ဘူးလီဗာပူးမျိုးအခုတော့စပြီးတော့ပြည်သက်ကြီးဆဲနေပြီဆိုတော့မတတ်မှတ်လက်ချအခုအသက်လည်းမကြည့်သေးဘူးမလား26လောက်ပဲရှိတယ်အဲ့လောက်ပဲရှိဦးမှာလေဆိုတော့သူရီးလည်းအတန်းတန်းလိုနေတာကြေးများမယ်ထင်တယ်ကြေးများလို့ဖြစ်ဟိုကအလွတ်ပြောင်းရွှေ့ကြီးနေရတာအော်ဟုတ်တယ်ရှေ့အဲ့ဒါကြီးစိုးတာဗောစာချုပ်တန်တန်ကုန်ပြီအလွတ်ပြောင်းရွှေ့ကြီးနေရရီးအဲ့လိုလုံနေနော်အလွတ်ပြောင်းရွှေ့အလွတ်ကြီးနဲ့ကြိတ်ရအမ်ဘာဗီယိုလည်းအလွတ်နဲ့ကြိတ်ပါအခုအာနိုးလည်းအလွတ်နဲ့ကြိတ်ပါအဲ့ဒါဆိုတော့အာနိုးမှားတာဖြစ်မယ်လီဗာပူးကတော့အာနိုးမလို့ချင်းစရာပါဆောက်ကြောင်းမှမရှိဘူးကျွန်တော်စိတ်တယ်ဒီကျွန်တော်သာအာနိုးနေရမှာဆိုကျွန်တော်လည်းကစားမှမဟုတ်ဒါပေမဲ့ဘာလို့ဆိုတော့အာနိုးကဗျာလီဗာပူးမှာသူရတင်ရထိုက်တဲ့ဖလားမှန်ဗျာအကုန်ရပါဟုတ်တယ်ငယ်ငယ်လေးတွေကလည်းဖြစ်နေပြီဟုတ်တယ်ချန်ပီယံလိလည်းရပရီးမီးယားလည်းရအကုန်မှုအစ်စ်ပေါ့နော်နေမီအစ်စ်မှာရှာဖွေခြင်းလို့တော့ထင်တာပဲကျွန်တော်တော့ဒါပေမဲ့အဲ့စာချုပ်တန်ပတ်စံကြည့်ရတယ်ဖြစ်နေတာလာစားလည်းကြည့်ရအောင်ဘယ်လောက်လာစားတော့ကျင်းစီရပုံများလီဗာပူးကတော့ပြောမယ်ပေါ့ကွာဒါကတော့အဲ့ကိုပရိသတ်တွေမမြင်တဲ့အဖက်ချာမင်းကဒီမှာငယ်လေးတွေကဒါပေမဲ့လီဗာပူးကကွာအခုဘယ်လောက်လဲ2သိန်းလာထားလိုက်ပါတော့2သိန်းကျော်ပေးမှာဟိုမှာ3သိန်းကျော်3သိန်းခွဲဆိုသွားမှာပဲပုံများရှိပဲသွားမှာပြီးအတင်းကြီးလည်းဖြစ်တယ်သူလည်းခုနပြောလို့မျိုးဘယ်လိုပြောလို့မျိုးသူလည်းနေရာတက်မှာနေရာတက်မှာအောင်မြင်မှုတက်တွေထိုက်ပြီးတော့လိုချင်လို့နေမှာပြီးတော့ဒီဟိုသူ့ဘာဟိုအင်္ဂလန်ကကွင်းလေဟိုအတင်းပေါ်ဘယ်လင်ဂန်နဲ့လည်းသူတွဲဆော့ရမယ်ဆိုတော့ဟုတ်မှဘယ်လင်ဂန်သူတို့ကလည်းဒါပြောမယ်ဆိုလို့ရှိရင်အဖက်ဖက်ကဟိုတွေးကြည့်လို့ရှိရင်ဗျာတွားကျင်စရာအကြောင်းအရာတွေအများဟိုဘက်ကလည်းဆွဲဆောင်တာကောင်းတာလည်းဖြစ်နေတယ်ဟုတ်တယ် PVS တို့ကလည်းဒါမှတယောက်လိုက်သူကိုယ်တိုင်ဟုတ်တယ်သူကိုယ်တိုင်လုံးဝဟောဖြစ်တာဆိုတော့ကွာပါတယ်ဗမာစီနဲ့နှိုင်းဖို့ကတော့ဗမာစီကဘာမှမရခဲ့လို့ပြောင်းတာကွာဒီကောင်ကအကုန်ရခဲ့ပြီးမှပြောင်းတယ်ဆိုတော့ပြိတ္တတွေသူ့စိတ်မဆိုးဖို့ပဲအတင်းဘယ်လိုပြန်ကြည့်ပြီးမလို့ကြည့်ရမှာကွာအာနော်ဒါသူ့အတင်းပဲသူ့အိမ်ပဲဒါပြောင်းလဲလို့မရဘူးရီးရဲ့သူတော့လုံးတော့3-4 နှစ်ပေါ့ဒါပေမဲ့တခုရှိတာကအာနိုးကတော့ဒီပုံစံတိုင်းဆိုလို့ရှိရင်လီဗာပူးလမ်းကျန်မဖြစ်နိုင်တော့ဘူးထင်တယ်အခုရန်မုန်းခံနေရတော့ဟုတ်တယ်ဘာလို့အခုတအားကြီးဆဲနေကြလို့လေတချို့ဒါပေမဲ့တချို့ဟိုဟာဖြစ်တဲ့လူတွေကတော့ရှိပါတယ်ဟာဒါတော့သူနားလဲပေးရမှာပဲကြီးရမျက်နှာပြပါညာဆိုပြီးတော့ပြောကြမယ်မနဲ့နားလဲပေးဆိုတော့30ကျော်လောက်ဆိုနားလဲပေးလို့ရတယ်ဟုတ်တယ်အဲ့ဒါပဲအခုရဲဟိုဘာမှပြောရအကောင်းဆုံးတက်ရွယ်ဝယ်လာတဲ့အချိန်မှာအဲ့လိုမျိုးဖြစ်သွားတော့လေတချို့မခံစားနိုင်ကြတာပေါ့လာမယ့်ရာသီကြောင်းပြောမယ်ဆိုလို့ရှိရင်အာဆင်နယ်ပြည်သက်တယောက်အနေနဲ့ပေါ့နော်လာမယ့်ရာသီမှာအာဆင်နယ်အဆင်ဘလောက်လောက်မှရက်တည်မယ်လို့ထင်တယ်ပြီးတော့ဒီစူဖလားမြောက်မှန်းချက်ဆိုလို့ရှိရင်အဓိကပေါ့နော်ဘယ်စူဖလားတွေကိုမြောက်မှန်းလဲပရီးမီးယားလိပဲပထမဆုံးကတော့ဘာလို့ချန်ပီယံလိကတော့အမှန်တမ်းပြောရင်ဒီနှစ်ကရမှာချန်ပီယံလိဒါမနောက်ဘူးနောက်နှစ်ကအဲ့လိုဖြစ်ဖို့မလွယ်ဘူးเนาะဟိုနောက်နှစ်တော့ကိုတော့ချန်ပီယံလိဖလားမစင်စားပရီးမီးယားလိကိုစဉ်းစားတယ်ဘာလို့ဆိုတော့ဟိုလီဗာပူးအပြောင်းရွှေ့ရဘာဖြစ်မလဲမသိဘူးပြီးရင်ဟိုတကယ်ပြောတာမန်ယူကလည်းခြေစွမ်းကပြန်တယ်ဘိုးကတော်တော်အချိန်ယူအောင်ပေါ့ဆိုတော့နောက်နှစ်ဝုန်းနဲ့ကောင်းသွားနိုင်တယ်ဟိုမန်စီးကလည်းအကြရောက်နေတဲ့အချိန်
လီဗာပူးကလည်းဒီနေ့ရထားတယ်ကွာနှစ်စတိုက်မရဖို့အတွက်အဲ့လိုမျိုးတွေစဉ်းစားရင်တော့အာဆင်နယ်တော့နောက်နှစ်ဒီတိုက်စစ်မှုကောင်းကောင်းနဲ့တောင်းပန်နဲ့ဒဏ်ရာကင်းနဲ့ပေါ့ကွာအဓိကဒဏ်ရာကင်းနဲ့တိုက်စစ်မှုကောင်းကောင်းနဲ့တောင်းပန်ကောင်းကောင်းတယောက်ပြီးတော့ဂိုးသမားကိုလဲရမယ်ဒီဒေးဗစ်ရာယာစောက်ပေါ်မလာအောင်နော်ဒေးဗစ်ရာစောက်ပေါ်မလာတာမဟုတ်ကောင်းတယ်အာတီတာရဲ့ကစားကွက်မှာကြိုက်ရမယ်ကျွန်တော်ဒီနောက်ကြာလာနဲ့မကြိုက်တော့သူတကယ်ကကောင်းတော့ကောင်းမယ်လေအဲ့လိုမဟုတ်ဘူးတေချာပြန်ကြည့်သေးလားသူဟိုနီးပြသူ့ဒီပါစင်ပေးအတွက်အရန်အဲ့လိုမျိုးဆော့ခိုင်းသူ့တုံးတယ်ကွာမှန်တယ်ဒါပေမဲ့သူ့ထက်ကောင်းတဲ့ player လိုသေးတယ်ကျွန်တော်ကတော့အဲ့လိုထင်တယ် Ramsey ကိုထုတ်လိုက်တာကျွန်တော်မှားတယ်လို့ထင်တယ်ကျွန်တော်လည်းထင် Ramsey ကိုထားရမှာ Ramsey ကလုံးဝ passion အပြည့်ရှိတယ်ဘာလို့လဲဆိုတော့ Ramsey ကဟွာလို့ဖြစ်သွားတာ Sesame လို့ဖြစ်သွားတာအခု Sesame ကြည့်လိုက်ဘာလို့မကောင်းအောင်ပါလဲ Juventus မှာဘယ်လောက်သုံးသွားလဲအခု Real တော့ဘာစီကတော့မှအခုသုံးနေဆိုတော့ဘာလို့လဲ Arsenal ကသူ့အဲ့လိုပဲမြင်ခဲ့လို့အဲ့ Ramsey ကိုလည်းပြီးတော့ပိုဆိုးရတာ Ramsey မရှိတဲ့အတွက် Raya ကဖီအားလုံးဝกินသွားတာအမှပေါ့သွားတာသိရမလားဟိုနှစ်ယောက်အပြိုင်ဆိုလို့ရှိရင်တင်မှာနေရဟိုကလည်းကန်ချင်တာပေါ့ Ramsey ကလည်းသူကန်ချင်တယ်မကန်ရရင်တော့ရနေမှာကန်မယ်ဆိုတော့ဟာမသူလည်းနံပါတ်1နဲ့နံပါတ်1နေရာရနေပြီဆိုတော့အဓိကဒါပါနော်ကိုသမားအရန်လိုမယ်ကွာသူအပြိုင်လိုတယ်ပြောချင်တာဒေးဗရာလည်းကောင်းပါတယ်ကောင်းမယ်မတရားထားဒေးဗရာလည်းပြီးတော့တောင်ပန်တယောက်တိုက်စစ်တယောက်နဲ့ဒန်ယာကင်းကင်းလေးနဲ့ဆိုလို့ရှိရင်နောက်နေ့ Arsenal Premier League ဖလားလုံးဝတော်တော်လေးနီးစပ်မယ်တဲ့ဗျာဘာလို့Man City ရမယ်လို့တက်အမပြောနိုင်ဘူးရမယ်လို့တက်လို့ပြောလို့မရဘာလို့ Man City ကကြာနေတာကိုဘယ်လိုပြန်ဖြစ်လဲနောက်နေ့မသိဘူး Man U ကလည်းပြောလို့မရဘူးဖြစ်မှာအခုဒီနေ့ပြောင်းရွှေ့ဖြစ်တော့လေနောက်အသိမကြရင်လာတော့မှာဘာတွေဘယ်လိုဖြစ်လာမလဲဆိုတော့ပြောချင်တာဘာလို့ Man U လည်းတစ်ချက်ကြောက်အောင်မယ်ကွာ Chelsea ကိုကြတော့ Chelsea ကဒီပုံစံနဲ့သွားနေရင်တော့ကြောက်ရပေမဲ့လည်းလူအများများနေတဲ့ခါကျတော့သူတို့ကလေကောင်းလိုက်မကောင်းလိုက်ဒီလိုဖြစ်နေအောင်မှာသူတို့လမ်းကြောင်း Man U ကကြတော့ကွာအမိုရင်ကအခုဘယ်လောက်ရှိပြီဒီတရားဒီနော်ဒီတရားဒီမှာစာရာဒီဝက်ပေါ့ဆိုဒီနောက်ရသည်မှာသူလိုချင်တဲ့ပုံစံ form နဲ့ဒီ LWB တွေ RWB တွေကောင်းကောင်းရပြီဆိုလို့ရှိရင်ကြောက်ဖို့ကောင်းမှာဟုတ်တယ်သူ့မှာအဓိကလိုနေတာဒီ3 4နဲ့2မှာကွာ3ကထားလိုက်တော့ဒီ4မှာ LWB ပေါ့နော် left wing back right wing back နဲ့3 4 2ဒီ2ယောက်ကမှန်တယ်တော့ဒီအလေဆော့တဲ့လို့ဖြစ်ရမှာလေဆိုဒီ2က2နေရာကိုသူတကယ်လိုနေတာဒီနေရာမင်းအခုကတောင်ပန်တွေကဒီဆော့နေတာကာနာချိုးလို့ပါလို့ဆော့နေတာဟုတ်တယ်မစ်စမုတ်ဒန်ကနေသက်သာလိုက်ချင်းပြောင်းဝင်ဆော့တော့တကယ်ကောင်းတာဟုတ်လားအဓိကအဲ့လိုကောင်းနေလိုနေတာမို့လေဆိုအဲ့နေရာအရင်တော့ဘယ်သူ့သုံးလဲကာနာချိုတို့အာမတ်တွေသုံးတယ်ဘယ်ဒီကောင်နဲ့ဒီလိုစိုက်ဆော့တဲ့ကောင်လဲဆိုအဲ့ဒါကိုကျွန်တော်ကြောက်တာကွာမနောက်အမိုရင်ကစားကွက်ကဒီ2ယောက်နဲ့ CM ပေါ့နော် CM 2ယောက်နဲ့ RW နဲ့ LW ကောင်းကောင်းရပြီဆိုလို့ရှိရင်အာမန်ဆောင်းကောင်းဟုတ်တယ်တကယ်ကြောက်ဖို့ကောင်းတကယ်မရကျန်တဲ့ခါတွေကသူတို့အကုန်ဆော့တက်ပါလေအကုန်ဟိုဒီ4ယောက်မှလည်း Final Deck ကအလယ်မှာဆော့လို့ရတယ်လေဟုတ်တယ်တကယ်အဲ့2ယောက်ရနေပြီးပြီတိုက်စစ်ကဘာမှပူကြမလို့ပြီးတော့လက်ရှိမှာဒီ2ယောက်ကတော့ main ပေါ့နော်ဘာလို့ဆိုတော့ဒီလိုသွားရတာဟုတ်တယ်အဲ3လေးနှစ်တက်ကမနောက်ဘူး LW နဲ့ RW ရဲ့ဒုက္ခရောက်ဆောင်လေကျွန်တော်လည်းအဲ့ဂိမ်းဆုံးပြရတယ်ဂိမ်းဆုံးဆင်းရတယ်အဲ့နှစ်ကောင်ကဘာတူလဲဆိုတော့အရင်တော့ prime time လွန်ခဲ့တဲ့4-5နှစ်က Kai Walker နဲ့ Trippier လို့ကောင်းနေနော်ဒီဘက်မှာဆိုဘယ်သူလို့လဲသိလား Alfonso Davies တို့ Alaba တို့အဲ့လိုကောင်းနေရမှာမန်ယူကစောင့်ရအောင်ကျွန်တော်အဲ့ Inter ဖူးဘက်2ယောက်လေးဒီ Dumfries နဲ့ဒီမာဂိုနဲ့အဲ့ Dumfries ကရေဟိုးလွန်ခဲ့တဲ့3-4နှစ်ကြောင်တွေကကျွန်တော်ဆောင်းကြိုက်တယ်ဆောင်းရလို့ချင်တာအခုဒီ Champions League မှာကျွန်တော်ဆောင်း3ထားမိပါတယ်အရင်တည်းကတည်တယ်အကောင်ဘာလို့ဆိုတော့ Netherlands ပြည်သက်လေအကောင် Netherlands လေ Netherlands စရွေးခံတယ်ဟာဒီကောင်မိုက်တယ်လို့ Arsenal အတွက်လိုချင်တာအဲ့ Olise Crystal Palace ဟိုမဖြစ်ခင်တည်းဒီကောင်တွေပို့ချင်းဆောင်းရကြတယ်ဒီကောင် style ကတယ်နော်ကစားတာ Gangster ပုံစံနဲ့ဒီကောင်နဲ့ easy နဲ့တွေ့တော့ကြည့်ဖြစ်နေတာကြာပြီမနေ့တည်းကဆောင်းရကြတယ်မမောက်အောင်ဒါလည်းထားလိုက်ပါတော့ဒီတိုင်းအမြဲတမ်းလည်းပြောတယ်တရားစင်တော့ပြောလိုက်ဦးလီဆေးကိုကြည့်နေကြာပြီပေါ့နော်ဆိုတော့အဓိကမန်ယူကအဲ့လိုမျိုးရပြီဆိုလို့ရှိရင်တကယ်မန်ယူနောက်နေ့ဆောင်ကြောက်ဖို့ကောင်းတာဒါအမိုရင်ဘယ်လိုလုပ်နေကြည့်အောင်မင်းတို့ကြည့်တယ်ဒီနေ့အဲ့ဒါပဲဝယ်မှာ तू အဲ့ဒါပဲဝယ်မှာအဲ့တော့ရအောင် तू ရှာလိုက်မယ်ဟိုရှာထားပြီးသားဖြစ်မှာပါဒီဟာ PSG ကနူနိုမန်ဒက်စ်တို့ပါလို့လဲလိုက်နေကြတယ်ဟုတ်လားဟုတ်တယ်အဲ့ကောင်ရလိုက်ရင်တော့တော်တော်ကြီးမိုက်သွားမယ်လို့ထင်ဘာလို့အဲ့ကောင်ကျွန်တော်တော်တော်ကြိုက်တာဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဆိုတော့ကျွန်တော်တို့ရဲ့ဒါ Yes Sport TV ဒါ page လေးကိုလည်း like and follow လုပ်ပြီးတော့ YouTube မှာလည်း channel လေးကို subscribe လုပ်ပေးခဲ့ကြပါဦးဒါအဆုံးထိကြည့်ရှုပေးခဲ့တဲ့အရောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်